မန္တလေးမြောက်ပြင်မှာ3,200ဝန်းကျင်နဲ့အိမ်ဆောက်မလားမြေပဲဝယ်ထားမလားဘယ်အရာကပိုတန်လဲမင်္ဂလာပါခင်ဗျာကိုးရွှင်အိမ်ချမ်းမြေကနေပြန်လေကြိုးဆိုပါရယ်ကိုလက်ထဲမှာဘတ်ဂျက်3,200ဝန်းကျင်အသင့်ရှိနေတယ်မြောက်ပြင်ဘက်မှာအိမ်အိုလေးတွေဝယ်ပြီးအသစ်ဆောက်မလားဒါမှမဟုတ်နေရာကောင်းကွက်ကြံမြေတန်းတန့်လေးတွေကိုပဲဝယ်ထားမလားဘယ်အရာကတင့်အတွက်ပိုပြီးတွက်ချီကြိုက်မလဲဆိုတာပြောပြပေးပါမယ်မြောက်ပြင်အရာဟာကျုံနဲ့နီးစပ်ပြီးမြို့ပြရဲ့အချက်အချာဖြစ်လို့3,200ဝန်းကျင်ဘတ်ဂျက်ကနေရာကောင်းကောင်းလမ်းတန်းတန့်တွေကိုစိတ်ကြိုက်ရွေးချယ်နိုင်မယ့်အနေအထားပါဒီဈေးတန်းနဲ့ဆိုရင်မိသားစုချက်ချင်းအိမ်ဆောက်နေဖို့အတွက်ပတ်ဝန်းကျင်အင်မတန်အဆင့်တန်းရှိတဲ့နေရာတွေကိုရရှိနိုင်ပါတယ်ဒီဘက်မှာအိမ်အိုအိမ်ဟောင်းဝယ်ပြီးဖြတ်ဆောက်ရတာထက်နေရာကောင်းနဲ့ကွက်ကြံပြီးတန်းတန့်လေးတွေကို3,200ဝန်းကျင်နဲ့ဝယ်ထားတာကဖြတ်ခရှင်းခမကုန်တော့ပဲပိုပြီးအကျိုးအမြတ်ရှိစီပါတယ်ဒါတွေမကပဲရည်ရှိမှလဲတန်ဖိုးတက်နှုန်းအမီးခိုင်မာနေမဲ့နေရာမျိုးတွေပါဒါပေမဲ့3,200ဆိုတာမနည်းတဲ့ငွေပမာဏမလို့ကိုးရွှင်အိမ်ချမ်းမြေအနေနဲ့စာရွက်စာတမ်းပိုင်းရှိမီအာမခံချက်ပိုင်းနဲ့မြေပြင်အနေအထားတွေကိုစစ်ပုတ်စစ်ပြီးသားမိကွက်တီကိုပဲအဓိကကန်လန်းပေးနေတာဖြစ်ပါတယ်ငွေအကုန်ရကြိုးနှပ်ပြီး3,200ဝန်းကျင်နဲ့မြောက်ပြင်မှာပိုင်ဝယ်ယူခြင်းနဲ့ဆိုရင်ကိုးရွှင်အိမ်ချမ်းမြေကိုအခုပဲလက်မနေတန်ဖုံဆက်သွယ်လိုက်ပါခင်ဗျာ